ရတာရှိတယ်မှာရှုရှဲမှာလာရှမ်းကောလုံကြီးကိုလုပ်တဲ့မှာဖြစ်ပါတယ်ပထမဦးဆုံးအသားလေးတွေကိုပြုတ်ထားလိုက်မယ်ပြုတ်လို့ရှင်နှင်းပြီးတော့ထုထားလိုက်ပါမယ်နော်ပြီးကူတက်လို့အမဲတွေကိုပြင်ဆင်ထားပါတယ်မဲတွေကတော့မရွေးပြတော့ကိုယ့်အကူပဲစိတ်မိတယ်လို့ကြည့်လိုက်ပါနော်ကဲအမဲလေးတွေပြင်ဆင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကိုစိုက်တဲ့အမဲလေးတွေအရွက်တွေအသားလုံးတွေအကုန်လုံးရေလေးနဲ့ပြုတ်ထားပါမယ်မာလာချန်ခောက်ဆွဲရကိုလိုတို့ထည့်ပြီးထားလိုက်ရပါမယ်မာလာချန်ကောနှစ်ကိုအိုးဝဲထည့်ပြီးဆိုလို့ရှိရင်တော့အသားနှွှဲရတဲ့ဟာလေးတွေကိုထည့်ပြီးရောဘယ်ပြန်ပြန်မှွေနေရတမနေရမှွေပေးလိုက်ပါမယ်မှွေပြီးလို့ရှိရင်ချုံမုတ်လေးနှစ်ဆုံးထည့်မယ်ငါများကြီးထည့်မယ်ကိုလိုအသားမုတ်တွေအကုန်လုံးလည်းတိုက်တယ်လို့ထည့်လို့ရပါတယ်နော်ဟဲ့ပြီးလို့ရှိရင်တော့ငါများကြီးလေးထည့်ပြီးွားဆိုလို့ရှိရင်တော့ပဲအသားရတာရှိအောင်ဟိုဘက်ပြန်မှွေပြီးလို့ရှိရင်ကိုတိုက်စိတ်တိုက်အသားလုံးတွေအကုန်လုံးထည့်ရောသမမှွေအကုန်ထည့်ပြီးအကုန်ထည့်အကုန်မှွေငါတော့အိုးရမစနဲ့အတွက်တဲတဲလေးနဲ့ပဲကိုလိုတို့ကြပါရနော်မိမိတို့တက်တယ်လို့ရှိရင်တော့အိုးကြီးနဲ့ကြော်ပေါ့ကျွန်မမှာတော့အိုးသေးပဲရှိတယ်အိုးသေးနဲ့ကြော်ပါမယ်နော်ပြီးငွေတိမုတ်တွေအများကြီးထည့်လိုက်ပါတယ်နောက်တစ်ခေါက်ထပ်ကြော်ပါတယ်ပေါ့နော်အရွယ်တွေတက်ပြီးအကုန်လုံးရသမမှွေပြီးကြော်လိုက်ပြီးဆိုရမ်းကိုရတာရှိတယ်ရှူရှဲပွင့်ထွက်မာလာရှန်ကိုလေးလှုပ်စားကြည့်ကြပါဦးနော်တူတူညာတော့ရမ်းစားလို့ရမ်းကောင်းပြီးရောလုံးဝထပ်စားချင်တဲ့ရတာမျိုးပါရှင်ဒီကဲလို့အများရဲ့ဟင်းချက်ဗီဒီယိုလေးတွေရေနှပေါ်ကြရလို့ရှိရင်လည်း subscribe လေးနဲ့ follow လုပ်ဖို့လည်းမမေ့နဲ့ဘူးเนาะ